အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ဒီဗာလဲ back-in track ပေါ့နော် back-in track နဲ့ကျွန်တော်တို့ပြန်ပြီးတော့တီးတဲ့ဟာလေးတွေနောက်ဆုံးနောက်တစ်ပိုင်းပေါ့နော်နောက်တစ်ပိုင်းဖြစ်ပါတယ်အဲ့တော့ back-in track နဲ့တီးမဲ့ခါမှာကျွန်တော်ပထမကတစ်ချက်ချင်းတီးရယ်နှစ်ချက်ချင်းတီးရယ်သုံးချက်တီးရယ်အဲ့ဒါလေးတီးပြီးတဲ့အခါမှာအခု၄ချက်တီးမယ်ပေါ့နော်၄ချက်တီးတဲ့ဟာလေးဖြစ်ပါတယ်ဆိုတော့တပိမှာကျွန်တော်က၄လုံးတီးမှာဗျာ၄လုံးတီးမှာဆိုတော့ 1AND ပေါ့နော်ဒိုးတစ်လုံးမှာကျွန်တော်တို့က၄လုံးတီးမှာတပိမှာကျွန်တော်၄လုံးတီးမှာအဲဆိုတော့ကျွန်တော်တို့back-in track ထဲကိုကျွန်တော်တီးကြည့်မယ်အဲ့ဆိုတော့ကျွန်တော်တို့တပိမှာကျွန်တော်၄လုံးတီးတာပေါ့နော်အဲ့ဆိုအဲ့ဟာတွေကဘာဖြစ်လို့လေ့ကျင့်သင်တာလဲဆိုတော့နှုတ်တစ်လုံးစီရဲ့တန်ဖိုးတစ်ချက်စီရဲ့အကွာအဝေးပေါ့နော်1 ဆိုတဲ့ဟာတွေအကွာအဝေးကိုကျွန်တော်တို့တီးအောင်ကျွန်တော်တို့တီးမှပြတ်တယ်နောက်တစ်ခုကတန်ဖိုးကြီးတဲ့အခါမှာလည်းကျွန်တော်တို့ကပါစက်နဲ့လည်းကျွန်တော်တို့ရှိမယ်အောက်ကခြေထောက်ကိုလည်းကျွန်တော်တို့1 and 2 and ကျွန်တော် 1A and D ပေါ့နော် 1A and 2A and ဆိုတဲ့ဟာလေးကိုကျွန်တော်တို့လိုက်ပြီးတော့မှလုပ်ပြီးတော့တီးဖို့လိုပါတယ်အဲ့ဒါမှသာကျွန်တော်တို့အဆင်ပြေပါပေါ့နော်အဲ့ဒါဆိုတော့အဲ့ဟာရပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘယ်လိုတီးမလဲဆိုတော့မရက်ဖက်နဲ့တစ်လုံးချင်းတီးမယ်နှလုံးတီးမယ်သုံးလုံးတီးမယ်လေးလုံးတီးမယ်ပြီးရင်ပြန်ပြီးတစ်လုံးပြန်တီးမယ်နှလုံးပြန်တီးမယ်သုံးလုံးပြန်တီးမယ်လေးလုံးပြန်တီးမယ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တွဲပြီးတော့မှလေ့ကျင့်သင်ပါတယ်အဲ့ဒါကိုလည်းအချိန်ကကျွန်တော်တို့ပေါ့နော်9မိနစ်ပေါ့နော်9မိနစ်ယူပြီးတော့မှကျွန်တော်တို့လေ့ကျင့်သင်ပါတယ်အဲ့ဒါမှလည်းကျွန်တော်တို့တန်ဖိုကအနည်းအမြန်လေးကျွန်တော်တို့တွားလို့ရမယ်ပေါ့နော်အနည်းအမြန်တွားတဲ့တန်ဖိုလေးတွေဖြစ်မယ်ပေါ့နော်တစ်လုံးချင်းတီးမယ်ပြီးရင်နှလုံးတီးမယ်ပြီးရင်ပြီးသုံးလုံးတီးမယ်လေးလုံးတီးမယ်ပေါ့နော်ဆိုတော့အဲ့ရပါတော့ဒါဆိုတော့တစ်လုံးတီးမယ်ပြီးရင်နှလုံးတီးမယ်ပြီးရင်သုံးလုံးတီးမယ်ပြီးရင်လေးလုံးတီးမယ်အဲ့ဒါကို9မိနစ်ကြာအောင်တစ်ချင်းတစ်ပုတ်စာကြာအောင်ကျွန်တော်တို့လေ့ကျင့်သင်ပါတယ်တစ်ထိုင်နဲ့လေ့ကျင့်သင်ပါတယ်မှားရင်အစပြန်မိနစ်ပြန်မှတ်မှားရင်အစပြန်မိနစ်ပြန်မှတ်ပြီးတော့မှကျွန်တော်လေ့ကျင့်သင်ပါတယ်ပေါ့နော်ချင်းတစ်ပုတ်download ဆွဲမယ်ဆိုရင်တော့ဒီ back-in track ကကိုနိုင်တဲ့ tempo နဲ့ဆွဲပြီးတော့မှအစဆုံးလေးအဲ့ဒီဟာကို round လေးကိုကျင့်ပြီးတော့ကျင့်သင်ပါတယ်ပေါ့နော်အဲ့ဒါဆို tempo လည်းမှတ်လာမယ်နှုတ်ရဲ့ scale တွေလည်းကျွန်တော်တို့ရလာမယ်လက်လည်းအရှိရောအနောက်ကောညီလာမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ